အဲ့လိုထိုးလိုက်တော့မရတော့ဘိုးပဲလေးကခင်ဗျာမချော့နေရပါကြာမေတ္တာရှင်းရကြားရရက်လိုက်ကြနော်ဟိုမှာဆော့ကျင်လိုက်ဘူးမလားဘူးမဲမိခဏရက်လိုက်ပြီးတော့နောက်တဲ့ပုံပြရတယ်